သူကအရေးမလုပ်ခဲ့ပေမဲ့သူ့မှာဆန္ဒမရှိတာမျိုးတော့မဟုတ်ပါဘူးနောက်တစ်နေ့ကုမ္ပဏီကိုရောက်ချင်းမှာပဲရှောင်းဟာအတိအချို့ကသူမကိုအတွေ့အကြုံမရှိပဲမြူဆွဲတက်သူလို့နောက်ပြောင်နေကြတာကိုကြားလိုက်ရပါတယ်သူမကတော့အေးအေးဆေးဆေးပဲဖုံးထုတ်လိုက်ပြီးနာမည်ကြီးလူငယ်ကျယ်ပွင့်စီဟန်ကိုဖိတ်ခေါ်မယ်လို့ကြေညာလိုက်ပါတယ်ဘေးကလူတွေကတော့မယုံကြည်ကြပဲစိတ်ကူးမရင်ဖို့သတိပေးကြတာပေါ့တကယ်တော့လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှစီဟန်ကနိုင်ငံတွင်းကိုဖျော်ဖြေရေးခီးစဉ်နဲ့ပြန်လာမယ်လို့ဖုန်းဆက်ထားခဲ့တာပါရှောင်းကသူ့ကိုအင်တာဗျူးချင်နေတာဖြစ်ပြီးဝမ်းသာစရာကောင်းတာကသူကသဘောတူခဲ့ပါတယ်ဒါဟာအချိန်ကရောက်လာတဲ့ကက်တင်ရှင်ကြီးလိုပါပဲအင်တာဗျူးနေစဉ်အတွင်းမှာရှောင်းဟာပျော်လွန်းလို့မအောင်နိုင်အောင်တောင်ဖြစ်နေခဲ့ပါတယ်ဇီဟန်ကသူမကိုဒရိုက်တာချုပ်ရှိမှတကူးတကထောက်ခံပေးခဲ့တာကြောင့်ကုမ္ပဏီလူကြီးတွေကသူမကိုအမြင်သစ်နဲ့ပြန်ကြည့်လာကြပါတယ်အင်တာဗျူးပြီးတဲ့နောက်မှာရှောင်းကဇီဟန်ကိုသူမအိမ်မှာထမင်းစားဖို့ဖိတ်ခဲ့ပါတယ်သူကဟင်းချက်စရာတွေကိုကိုယ်တိုင်ဝယ်ပြီးကိုယ်တိုင်ချက်ပြုတ်ပေးခဲ့တာပါဒါတောင်ရှောင်းကတော့အပြင်းတက်ပြီးအိပ်ရာထဲကနေမထချင်သေးပါဘူးလမ်းချောင်းထွက်သွားပြီးနောက်မှာသူတို့နှစ်ယောက်အတူထိုင်ပြီးကျောင်းလုံးကပျော်စရာကောင်းတဲ့အမတ်တရတွေကိုပြန်ပြောင်းပြောဖြစ်ကြပါတယ်ဇီဟန်ကရှောင်းရဲ့အရင်ကအားပေးစကားတွေကြောင့်သာအခုလိုလမ်းကြောင်းပေါ်ကိုရှောက်လန်းဖို့တတိယခဲ့တာပါလို့ကျေးဇူးတင်စကားပြောခဲ့ပါတယ်ဒါကိုကြားတော့ရှောင်းကအင်တာဗျူးလုံးကတင်ဆက်သူကဇီဟန်ကိုသူ့ရဲ့စံပြချစ်သူအကြောင်းမေးခဲ့တာကိုရုတ်တရက်သတိရသွားပါတယ်သူကသူ့ရဲ့စံပြချစ်သူဟာတကယ်တော့တာမန်လူတစ်ယောက်ပါပဲလို့ဖြေခဲ့တာပါသူမကမုံစားရတာကြိုက်ပြီးရိုးသားဖြူစင်တဲ့အပြုံးလေးရှိတတ်ပါတယ်သူကသူမကိုတင်ချတင်ပေးဖို့ကြိုးစားခဲ့ရင်တောင်ဘလို့ပဲရှင်းပြသူမကတော့ဘယ်တော့မှနားမလည်ခဲ့ပါဘူးနောက်တစ်နေ့မှာတော့လန်ချောင်ရဲ့မိဘတွေကသူ့ကိုရှောင်းနဲ့လက်ထပ်စေချင်ကြပါတယ်အရာအလုံးကဒီလောက်အထိမြ мян ဆန်ဆန်ဖြစ်သွားလိမ့်မယ်လို့ဘယ်သူမှမထင်ထားခဲ့ပါဘူးသူမကတော့သူတို့ရဲ့ချွေးမဖြစ်တော့မှာပါမနက်စောစောမှာပဲလင်ချောင်ရဲ့မိဘတွေဟာခမဲခမတ်တွေကိုထမင်းဖိတ်ကျွေးဖို့အတွက်အိမ်ကိုတန့်ရှင်းရေးလုပ်နေကြပါတယ်အားလက်ချိန်မှာတော့လန်ချောင်နဲ့ရှောင်းတို့ဟာလန်ချောင်ပစ္စည်းများကိုအတူတူသိမ်းဆည်းနေစဉ်စုဖလားများစွာထည့်ထားသည့်တစ်တာတစ်လုံးကိုတွေ့ရှိခဲ့ကြသည်ထိုစုဖလားများသည်လန်ချောင်ငယ်စဉ်ကရရှိခဲ့သောစုများဖြစ်ကြသည်ရှောင်းကထိုစုဖလားများပေါ်တွင်နာမည်မပါသည့်အတွက်သူမကိုယ်တိုင်ယူသွားမည်ဟုပျော်ရွှင်စွာပြောဆိုခဲ့သည်ထို့အပြင်လန်ချောင်၏စုဖလားများသည်သူမ၏စုဖလားများလည်းဖြစ်သည်ဟုဆိုခဲ့သည်သို့သောလန်ချောင်သည်သူငယ်စဉ်ကရိုက်ထားသောမိသားစုတပ်ပုံဟောင်းတစ်ပုံကိုထုတ်ယူလိုက်ပြီးဓာတ်ပုံဟောင်းနေရာတွင်ဓာတ်ပုံအသစ်တစ်ပုံကိုချိတ်ဆွဲရန်သူမိခင်အားပြောကြားခဲ့သည်ထိုအခါမှလန်ချောင်၏မိခင်သည်သဘောပေါက်သွားလေသည်မကြာမီမှာပင်ရှောင်းသည်မိသားစုတပ်ပုံအသစ်ရိုက်ကူးရန်ကူညီပေးခဲ့ပြီးနောက်လန်ချောင်၏မိခင်ကသူမ၏အနာဂတ်ချွေးမလောင်းကိုအတူတူတပ်ပုံရိုက်ရန်အလင်းမြန်ခေါ်ယူခဲ့သည်ထိုနေ့ညနေခင်းတွင်လန်ချောင်နှင့်ရှောင်းတို့သည်သူတို့တစ်ချိန်ကနေထိုင်ခဲ့မှုသောနေရာများသို့အကြာကြီးလမ်းလျှောက်ခဲ့ကြသည်လွန်ခဲ့သောအချိန်များကကုန်းစုံဆိုင်တစ်ခုရှိတွင်ရှောင်းသည်လမ်းကြောင်းထမ်းမှပန်းနီလေးတစ်ပွင့်ကိုလူယူခဲ့ဘူးသည်သူမသည်အလွန်စိတ်လှုပ်ရှားသွားပြီးအနီးရှိတစ်ပင်တစ်ပင်ကိုမတော်တဆဝင်တိုက်မိခဲ့သည်နောက်ပိုင်းတွင်ရှောင်းသည်လမ်းကြောင်းနှင့်ပြိုင်ဆိုင်ရန်ကြိုးစားရင်းအလွန်အမင်းစိတ်တက်ကြွသွားကသူမ၏ဘောင်းဘီဆုတ်ပြဲသွားခဲ့သည်ထိုစဉ်ကလမ်းကြောင်းသည်သူမအတွက်စိုးရိမ်တကြီးဖြင့်ကာကွယ်ပေးခဲ့သည်ထိုအကြောင်းကြောင့်ရှောင်းသည်သူမ၏မိခင်ထံမှအဆုခံခဲ့ရသည်သူမသည်လန်ချောင်၏ဂျပန်စတိုင်အသားကင်ကိုလူယူရန်ကြိုးစားစဉ်အသားကင်မှာမြေပြင်ပေါ်သို့မတော်တဆပြုတ်ကျသွားခဲ့သည်ထိုအချိန်မှစ၍သူမထိုဟင်းလျာကိုစားသည့်အခါတိုင်းလန်ချောင်သည်အသားကင်တံကိုမြဲမြဲကင်ပေးထားတတ်သည်နောက်ပိုင်းတွင်လည်းရှောင်းသည်ပြဿနာတစ်ခုခုဖြစ်အောင်လှုပ်တိုင်းလန်ချောင်သည်သာအမြဲတမ်းကံမကောင်းသူဖြစ်ခဲ့ရသည်တနာစရာကောင်းသောလန်ချောင်သည်သူမလုပ်ခဲ့သမျှပြဿနာများကိုလိုက်လံဖြေရှင်းပေးခဲ့ရသည်အတိတ်ကအမတ်တရများကိုပြန်လည်ပြောပြပြီးနောက်လန်ချောင်သည်အေယာမချာယာဟတ်ကြီးရှိတွင်ရှောင်းကိုရိုမန်တဆန်စွာဖြင့်လက်ထပ်ခွင့်တောင်းခဲ့သည်ယင်းသည်သူ၏စစ်မှန်သောခံစားချက်များကိုဖော်ပြသည့်နည်းလမ်းပင်ဖြစ်ပါသည်စကားကတော့ဤနေရာတွင်ပင်ပြီးဆုံးသွားပါသည်ကြည့်ရှုပေးကြသူအားလုံးကိုကျေးဇူးတင်ရှိပါသည်နောက်တစ်ကြိမ်တွင်ပြန်လည်ဆုံတွေ့ကြပါစို့ဗျာ